မြတ်စွာဘုရားသခင်ကိုရောမြတ်ကပြိဋိဘံသံဃာနီးမှာရှင်အနန္ဒာကိုဟောထားခဲ့တယ်ထူပလို့ဆိုတဲ့ထူပါရဟသေဆုံးသွားတဲ့အခါမှာဇေဒီပထိုးတည်ထားပြီးတော့ကိုးကွယ်ရမယ့်ပုဂ္ဂိုလ်ဟာ၄မျိုးပဲရှိတယ်ပေါ့အဲ့ဒီ၄ဦးဟာဇေဒီပထိုးတည်ထားပြီးတော့ကိုးကွယ်ရတဲ့ပုဂ္ဂိုလ်၄ဦးတဲ့သူတို့ရဲ့အယုဒ္ဓတ်တွေကိုမြုပ်နှံပြီးတော့ကိုးကွယ်ရမယ်ဘယ်ပုဂ္ဂိုလ်မျိုးတွေလဲဆိုရင်နံပါတ်1ကသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားအဲ့ဒီသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားတွေဟာအင်မတန်မှလေးသိင်ချီနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးကဘာပေါင်းမြောင်များစွာကြာမှလောကမှာတူဒီတဆူဒီပွင့်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့အင်မတန်မှထူးခြားတဲ့အမှန်တရားကိုဟောပြောတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်တွေရဲ့အယိုးဓာတ်တည်ထားတဲ့ဇေဒီပထိုးကိုလက်အုပ်ကလေးတစ်ချိန်လောက်ခြိလိုက်မလား။ကြည်ညိုတဲ့စိတ်ကလေးနဲ့ပန်းလေးတစ်ပွင့်လှူလိုက်မလား။ရေလေးတစ်ခွက်လှူလိုက်မလားဆိုရင်လူပြည်နတ်ပြည်ဆိုတဲ့လူချမ်းသာနတ်ချမ်းသာကိုအလွယ်တကူနဲ့ရသွားနိုင်တယ်။ဒါကြောင့်မို့အကျိုးရှိတယ်ဇေဒီပထိုးတည်ထားတာကနော်။မြတ်စွာဘုရားကပြိဋိဘံသံဃာနီးမှာဟောခဲ့တယ်ဇေဒီတည်ထားရမယ့်နေရာဘယ်နေရာတုံးလို့ဆိုတော့လမ်းလေးစုံမှာတည်ထားပါအားတဲ့။လမ်းလေးစုံဆိုတာအရှိကလာလဲဒီနေရာရောက်တယ်အနောက်ကလာလဲဒီနေရာရောက်တယ်တောင်ကလာလဲရောက်တယ်မြောက်ကလာလဲရောက်တယ်ဟော။အဲ့ဒီလမ်းစုံမျိုးမှာဇေဒီပထိုးတည်ထားလို့ရှိရင်တဲ့ဇေဒီတွေကိုမြင်လိုက်တာနဲ့လက်အုပ်ကလေးတစ်ချိန်ချီလက်အုပ်ချီလိုက်တဲ့ကြည်နူးတဲ့တရားတရားလေးဟာနတ်ပြည်ကိုပို့ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိပါတယ်စိတ်ကလေးကြည်နူးတာနဲ့နတ်ပြည်ဆိုတာလွယ်လွယ်လေးနဲ့ရောက်နိုင်တယ်ကြည်လေမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုကြည်ညိုတဲ့တရားတရားလေးနဲ့စိတ်ထဲကကြည်နူးယုံလေးနဲ့မထခုံတလီသူတို့သားသေအံ့ဆဲဆဲအချိန်လေးပါဘုရားကိုကြည်နူးတဲ့စိတ်ကလေးနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကြည်နူးတဲ့စိတ်ကလေးနဲ့တည်သွားတဲ့အခါကျတော့နတ်ပြည်သွားဖြစ်တာပဲတခြားဘာကောင်းမှုမှမရှိကျင်နေစေဒီကောင်းမှုကလေးကနတ်ပြည်ထီအောင်ပို့ပေးနိုင်တယ်ဆိုတော့အလွန်တန်ဖိုးရှိတာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဇေဒီပထိုးတည်ထားဖို့ဆိုတာသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကြီးဂုဏ်ကျေးဇူးကိုကြည်ပြီးလူတွေဟာလက်အုပ်လေးတစ်ချိန်ခြိလိုက်မယ်တစ်ချိန်လောက်